بسم الله الرحمن الرحيم الحمد لوليه والصلاة على نبيه أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم إن الله وملائكته يصلون على النبي يا أيها الذين آمنوا صلوا عليه وسلموا تسليما Chicken Tinjoliza at Islam Tadana when Lujimi Messimia, Tadana Tokashe, Mimamia, Alongo. A Chindu Tadana Silinekani, Salamyatana, Makusata to Apare. Assalamu alaikum wa rahmatullahi wa barakatuh. Jumani Nyapchede, Jumani Yomyazato Sundat Amal Chinsin Dema. Tamarmati Sallallahu Alaihi Wasallam Apo, Yomyaza, Tru Salwa Salam Puta Jendile, Jumani Alo Imtalina La Sunato Dilekata Puchete. ဒါကြောင့်ဂျမန်ရဲ့ဘရကတ်မင်္ဂလာအဖျားဖျားကျွန်တော်တို့ရရှိစေဖို့ဆွန်နတ်တော်တစ်ခုကိုလေးလေးနက်နက်အကောင့်ထဲပေါ်တဲ့အခွင့်အလမ်းကိုရယူတဲ့အနေနဲ့ဒရုရှရီဖ်ရဲ့အကျိုးဖဇီလတ်လေးတွေကိုကျွန်တော်တင်ပြလိုပါတယ်ဒရုရှရီဖ်ရဲ့အကျိုးဖဇီလတ်တွေဟာပညာရဲ့ပင်လယ်ကြီးတစ်ခုလိုပဲတော်တော်ကိုကျယ်ပြန့်လာတယ်တော်တော်ကိုနှဆိုင်လာတယ်ဘာပေါင်းစုံကနေပြီးတော့မှဒရုရှရီဖ်ရဲ့အကျိုးဖဇီလတ်တွေကိုတင်ပြအဲ့ဒီတဲကနေပြီးတော့မှကုရ်အာန်ဟာဒီစ်ကိုပို့ကားပြီးတော့မှအချက်လက်လေးတွေပဲကျွန်တော်တင်ပြသွားပါမယ်အချင်းတို့သာသနာအစီအစဉ်လေးတစ်ခုဖြစ်တဲ့ပုံမှာအကူအကာတွေမတင်ပြတော့ဘဲနဲ့အချက်လက်တွေကိုပဲအဓိကဦးတည်ပြီးတော့မှတင်ပြသွားပါနံပါတ်1ဒရုရှရီဖ်ရဲ့အကျိုးဖဇီလတ်အနေနဲ့ကျွန်တော်တို့ဘာရရှိမလဲဆိုတော့ကျွန်တော်တို့ရဲ့အာမန်တွေတန့်စင်လာလိမ့်မယ်တကယ်တော့ကျွန်တော်တို့ကိုယ့်ရဲ့အာမန်တွေကိုခုနနဲ့စစ်တမ်းပြန်ကောက်ကြည့်မယ်နမတ်ဖတ်တဲ့အခါမှာကျွန်တော်တို့ရဲ့နမတ်တွေဒီတကယ်နမတ်ဆိုတဲ့အနှစ်သာရကိုဖော်ဆောင်နိုင်ပြီလားကျွန်တော်ရဲ့ဇီကီတီလာဝတ်အနှစ်သာရကိုဖော်ဆောင်နိုင်ပြီလားကျွန်တော်ရဲ့ရိုဇာဆဒကာဘာပဲဖြစ်ဖြစ်ပေါ့Hajj solution ပို့လို့တော့မှပဲဝေးသေးတယ်တတတာမှာတစ်ခေါက်အမလောက်ရတဲ့ဒီဥစ္စာကို3ရက်လောက်ကျွန်တော်တို့သင်တန်းတက်ပြီးတော့ဟုတ်လားပြီလို့ထင်နေတဲ့အနေအထားမျိုးပေါ့ဒီတော့ကျွန်တော်တို့ရဲ့အမလီအီဘာဒတ်တွေမှာအားနည်းချက်တွေမကင်းဘူးအဲ့ဒီအားနည်းချက်တွေမှာနဲတက်တက်နဲပါလာအောင်ကုသိုလ်ဆောင်ရွက်နေရင်လည်းအကုသိုလ်ရဲ့ရောရှက်မှုတွေမပါလာအောင်ဒရုရှရီဖ်ကအာမန်ဒီကိုတန့်စင်ပေးတယ်နံပါတ်2ဒရုရှရီဖ်ဟာကျွန်တော်တို့ရဲ့ဂုဏအကုသိုလ်ပြစ်မှုဒုစရိုက်တွေကိုကင်းစင်တန့်ရှင်းစေတဲ့အဲ့ဒီတိုင်းပဲနံပါတ်3ဒရုရှရီဖ်ဟာကျွန်တော်တို့ရဲ့အစင်တန်းတွေအလိုက်အထံတော်မှာကျွန်တော်တို့ရရှိမဲ့အစင်တန်းတွေကိုကျွန်တော်တို့ရဲ့အာမလ်အီဘာဒတ်တွေရဲ့အနေထားတစ်ခုပို့ပြီးတော့မှအလိုက်အထံတော်မှာအစင်တန်းတွေကိုရရှိစေလိမ့်မယ်နံပါတ်4ဒရုရှရီဖ်ဟာအလ္လာဟ်ရှင်မြတ်တခင်ကျွန်တော်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးမဲ့မဂ်ဖီရတ်ရဲ့တကားကိုဖွင့်ပေးလိမ့်မယ်နံပါတ်5ဒရုရှရီဖ်ပြုဖတ်ခြင်းအဖြစ်ဒရုတစ်ကြိမ်တိုင်းမှာဘုတ်တောင်လောက်ကိုကြီးမားလာတဲ့အကျိုးဆော့ကိုရရှိမယ်နံပါတ်6အနေနဲ့ဒရုရှရီဖတ်ခြင်းအဖြစ်ဘယ်အီဘာဒတ်ကိုပဲကျွန်တော်တို့ဆောင်ရွက်သည်ဖြစ်စေအီဘာဒတ်ရဲ့အနှစ်သာရအီဘာဒတ်ရဲ့အရေးသွေးတွေပုံမမြင့်မားလာပြီးတော့မှအလေးချိန်စီးလိုက်မယ်နံပါတ်9ဒရုရှရီဖဟာဒုနီယာရေးရာအမှုကိစ္စတွေပဲဖြစ်ဖြစ်လောကီရေးရာကိစ္စရပ်တွေမှာပဲဖြစ်ဖြစ်ကိစ္စတိုင်းမှာအောင်မြင်မှုကိုဆောင်ကြည့်ပေးလိုက်မယ်လွယ်ကူမှုကိုဆောင်ကြည့်ပေးလိုက်မယ်နံပါတ်10ဒရုရှရီဖဟာကျုံကိုတကောင်းပြုတ်တဲ့အကျိုးဆော့ကိုရရှိစေလိုက်မယ်ဒီခေတ်ဒီကမှာဆိုရင်ကျုံဆိုတာရှာလို့တော့မှပဲကျွန်တော်တို့မတွေ့တော့စနစ်ကြီးတစ်ခုကိုမရှိတော့လို့တော့ညာလဲဒရုရှရီဖတ်ခြင်းအဖြစ်ကျုံတကောင်းပြုတဲ့အကျိုးဆော့ကိုလည်းရရှိစေလိမ့်မယ်နံပါတ်9ဒရုရှရီဖတ်ခြင်းအဖြစ်ကျွန်တော်တို့မဖြစ်စေချင်တာဖြစ်သွားတဲ့တောကမျိုးအဲ့ဒီတိုင်းပဲဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတစ်ခုကိုလက်လွတ်သွားလို့ဖြစ်တဲ့တောကမျိုးအဲ့တောကနှစ်ခုလုံးကိုဒရုရှရီဖဟာပြပြောက်စေလိမ့်မယ်နံပါတ်10ဒရုရှရီဖဟာရင်ထဲမှာစိတ်ထဲမှာနေရင်ထိုင်ရင်ကိန်းအောင်နေတဲ့အကြောက်တရားတွေစိုးရိမ်မှုတွေကိုကိန်းအောင်ပျောက်ကင်းစေလိမ့်မယ်နံပါတ်7ဒရုရှရီဖဟာတောင်းရမကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကိုမိုင်ဒါနီဟာရှ်မှာကျွန်တော်တို့ဒီကိုရမဆလ္လာလဟ်အလိုင်းဝါဆလမ်ထံတော်ပါကနေရှဖာအတ်ရဖို့ရန်အတွက်ကိုအကြောင်းကံဖြစ်စေလိမ့်မယ်နံပါတ်7ဒရုရှရီဖ်ဒီအလ္လာဟ်မြတ်တခင်ရဲ့ရဟမတ်တော်အလ္လာဟ်ရဲ့ကျင့်တဲ့နှစ်သက်မှုကိုဆောင်ကြည့်ပေးမဲ့အီဘာဒတ်တစ်ခုဖြစ်တဲ့နံပါတ်7ဒရုရှရီဖ်ဒီအလ္လာဟ်မြတ်တခင်ရဲ့အမျက်တော်တာအဲ့ဒီတိုင်းပဲအလ္လာဟ်မြတ်တခင်ရဲ့ဒဏ်ခတ်မှုကိုဟန်တာပေးတဲ့အီဘာဒတ်တစ်ခုဖြစ်တဲ့နံပါတ်14ဒရုရှရီဖ်ဒီအာမလ်တွေကိုချိန်တွယ်တဲ့အခါမှာကျွန်တော်တို့ရဲ့အာမလ်တွေအချိန်စီးဖို့မကောင်းမှုတွေကရော့ကျသွားဖို့ရန်အတွက်ကိုဒရုရှရီဖ်ဟာအတုံးဝင်လိမ့်မယ်နံပါတ်15ဟောက်ဇ်ကောင်ဆာကနေပြီးတော့မှဝမ်းအောင်ဂျန်နတ်ကိုဝင်ရောက်တဲ့အထိရေမစားတော့အောင်တိုက်ကြွေးခြင်းခံရတဲ့အီဘာဒတ်တစ်ခုဖြစ်တဲ့နံပါတ်16ဒရုရှရီဖ်ဟာအလ္လာဟ်ရဲ့အမျက်ဒေါသနဲ့အလ္လာဟ်ရဲ့ဒဏ်ခတ်မှုတွေကိုအကာအကွယ်ပေးတဲ့အရာဖြစ်တဲ့နံပါတ်19ဒရုရှရီဖ်များဖတ်လေဘယ်သူဒီဘလောက်ဒရုရှရီဖ်များဖတ်မလဲပုလ်စီရတ်ကနေအဲ့ဒီလောက်လင်းမြန်စွာနဲ့သူပျော်ဖြတ်နိုင်တဲ့အခွင့်အရေးကိုအလ္လာဟ်မြတ်တခင်ချင်းမြင်ပေးထားတော်မူလိမ့်မယ်နံပါတ်18အနေနဲ့ပညာရှင်တွေတင်ပြထားတာဒရုရှရီဖ်ဘသူဘလောက်များဖတ်မလဲ
သူရဲ့ဒရုဒ်ကိုအလ္လာဟ်ကဘူလ်ပြုလိုက်ပြီဆိုရင်မတေခင်အလင်သူရဲ့ဂျန်နတ်ကိုသူကိုယ်တိုင်မြင်တွေ့ရလိမ့်မယ်အလ္လာဟ်ရှ်မတ်တခင်အားလုံးကိုတောဖစ်ဆောင်ပေးနာရမူပါစေနံပါတ်19ဂျန်နတ်မှာဟူဒီဘဒူဟာဘလောက်ရမလဲဒါဒရုဒ်ပေါ်မှာမူတည်တယ်ဘဒူကဒရုဒ်ဘလောက်များများဖတ်မလဲဂျန်နတ်မှာဟူဒီများများပို့ပြီးတော့မှရရှိမှာဖြစ်တယ်နံပါတ်20အလ္လာဟ်ရှ်မတ်တခင်ရဲ့လမ်းမှာဂျီဟာဒ်ဖီဆဘီလလာရဲ့အတူဆော့ကိုရရှိလိမ့်မယ်အလ္လာဟ်ရဲ့လမ်းမှာမိမိရဲ့အီမန်ကိုကာကွယ်ဖို့အစ္စလာမ်ကိုကာကွယ်ဖို့ရန်အတွက်အသက်ကိုလက်နက်အဖြစ်နဲ့ကိုအသုံးချပြီးအသက်ဇရီးပြီးတိုက်ပွဲဝင်တဲ့ဆောဝတ်ကိုလည်းရရှိစေလိမ့်မယ်နံပါတ်21ဒရုရှရီဖ်ကြောင့်ကျွန်တော်တို့ရဲ့ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုနှလုံးသားတည်ရှိမှုဝိညာဉ်ပိုင်းဆိုင်ရာတည်ရှိမှုအဲ့ဒီအရာတွေအားလုံးကိုတန့်စင်စေလိမ့်မယ်နံပါတ်22ဒရုရှရီဖ်ဖတ်ခြင်းအပြင်အလ္လာဟ်ရှ်မတ်တခင်ဒီဒုနီယာအာခီရတ်ရဲ့လူလားချက်တရားကိုဖြည့်ဆည်းပေးလိမ့်မယ်နံပါတ်23ဒရုရှရီဖ်ဖတ်ခြင်းဒီညမြောင်စွာဒရုဖတ်ခြင်းဒီအဟ်လီဆွန်နတ်ဝလ်ဂျမာအတ်ရဲ့အမတာဖြစ်တယ်လို့ပညာရှင်တွေတင်ပြတယ်နံပါတ်24ဒရုရှရီဖတ်ခြင်းအပြင်ဖရစ်တာတွေကကျွန်တော်တို့ကိုတုံ့ပြန်ပြီးတော့မှဒူအာပေးလိမ့်မယ်နံပါတ်25ဒရုရှရီများများဖတ်ခြင်းအပြင်ရိုဇီယေခါကျင်းမြောင်းမှုတွေကိုပပျောက်စေပြီးရိုဇီယေခါကိုကျယ်ဝန်းစေလိမ့်မယ်ဟာလာလ်ရိုဇီရဲ့အကြောင်းကံတွေကိုဖူဖူလုံလုံအလ္လာဟ်ရှ်မတ်တခင်ချီးမြှင့်လိမ့်မယ်နံပါတ်26ဒရုရှရီတီမဂျလစ်တိုင်းထိုင်ဝိုင်းတိုင်းရဲ့အလှပဖြစ်တယ်ဘယ်မဂျလစ်မှာကျွန်တော်တို့ဒရုဒ်မဖတ်မိဘူးလေနောက်ဆုံးကျွန်တော်တို့ဂျန်နတ်ကိုအလ္လာဟ်ရဲ့အတနာတော်နဲ့ရောက်သွားလို့ဂျန်နတ်ရောက်သွားရင်တော့မှပဲဘယ်မဂျလစ်မှာဒရုဒ်မဖတ်မိဘူးလေအဲ့ဒီမဂျလစ်နဲ့ပတ်သက်ပြီးကျွန်တော်တို့ယူကြုံမရဖြစ်လိမ့်မယ်စဉ္ညာချက်တွေမှာဖော်ပြထားတာကိုတွေ့ရတယ်အဲ့ဒီတိုင်းပဲဒရုရှရီများများဖတ်တဲ့သူဟာမိုင်ဒနီဟရှာမှာကုရ်အာန်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့အာယုံပြုမှုအထူးရရှိမယ်အခွင့်အလမ်းလည်းရရှိလိမ့်မယ်နံပါတ်28ကုရ်အာန်ဆလ္လာလာဟူအလိုင်ဝါဆလမ်ရဲ့ရှဖာအတ်တူတော့ကိုရရှိလိမ့်မယ်နံပါတ်29အလ္လာဟ်ရှ်မတ်တခင်ရဲ့ထံတော်ပါတီကိုရောက်ကျွန်တော်တို့ရဲ့တတန်းဆိုတာကဆိုင်းအီလာလာအလ္လာဟ်ကျင်းတဲ့တမှုဘက်ကိုဘဝခရီးလမ်းတစ်ခုပဲအဲ့ဒီမှာအောင်မြင်မှုကိုအလ္လာဟ်ရှ်မတ်တခင်ချင်းမြင်နိုင်မယ်ပန်းနိုင်ကိုရောက်တဲ့အနေအထားမျိုးကိုတွေ့လိမ့်မယ်နံပါတ်30ဒရုရှရီဖ်ယူဖတ်ခြင်းအပြင်ပုလ်ဆရာတ်တရာမှာလွယ်တဲ့တကူနဲ့ကြော်ဖြတ်နိုင်မှုကိုအလ္လာဟ်ရှ်မတ်တခင်ရရှိလိမ့်မယ်ပုလ်ဆရာတ်မှာရှင်းလင်းမြန်ဖြတ်ကျော်နိုင်မဲ့နူတခုကိုလည်းအလ္လာဟ်ရှ်မတ်တခင်ချင်းမြင်လိမ့်မယ်ဆိုပြီးတော့မှဒရုရှရီဖ်ရဲ့အကျိုးဖဒီလတ်တွေကိုတင်ပြထားတာတွေ့ရတယ်နောက်ထပ်လည်းအချက်လက်တွေအများကြီးရှိသေးတယ်ကျွန်တော်ဒီနေ့တူတူတောင်းတောင်းနဲ့မဂျလစ်လေးကိုကျွန်တော်တို့ဒီလောက်နဲ့ညီကုန်းချုပ်လိုက်ကြရအောင်ကျွန်တော်ကောင်းမိတ်ဆွေများအားလုံးနှလုံးသားတဲ့ရင်းနဲ့အသေးတဲ့ကနေကိုရောကိုချစ်ပြီးမျက်နှာပြီးဒရုရှရီဖ်ကိုအရသာခံပြီးတော့မှတစ်ချိန်လောက်ဒရုဖတ်လိုက်ရအောင် اللهم صل على سيدنا ومولانا محمد وعلى آل سيدنا محمد وبارك وسلم السلام عليكم ورحمة الله وبركاته